မြန်မာနိုင်ငံခရစ်ယာန်တင်းတော်များကောင်စီဖွဲ့ဝင်အသင်းတော်တစ်ပါးဖြစ်သည့်အားလျော်စွာ2013ခုနှစ်ဇန်နဝါရီလ18ရက်နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သောမြန်မာနိုင်ငံခရစ်ယာန်တင်းတော်များကောင်စီနှင့်မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ကြေညာစာတမ်းပါအချက်အလက်များသည်မြန်မာနိုင်ငံနှစ်ချင်းခရစ်ယာန်အသင်းချုပ်၏သဘောထားရတည်ချက်ဖြစ်ပါသည်။နံပါတ်1ကချင်ဒေသတွင်စစ်ရေးအရှိန်တင်းမာနေမှုများကိုလျှော့ချ၍စပွဲဝိုင်းတွဲဆုံဆွေးနွေးရန်အတွက်တိုက်တွန်းကြိုးပမ်းဆောင်ရွက်လျက်ရှိနေတော်လည်းယနေ့အထိတိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေပြီးအပြစ်မဲ့ပြည်သူများစွာတို့သည်အသက်ဆုံးရှုံးရခြင်းနှင့်အမျိုးမျိုးသောဒုက္ခဆင်းရဲခြင်းများကိုတွေ့ကြုံခံစားနေရပါသည်မြန်မာနိုင်ငံနှစ်ချင်းခရစ်ယာန်အသင်းချုပ်၏အသင်းဝင်အဖွဲ့ချုပ်တစ်ပါးဖြစ်သောကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်၏ထုတ်ပြန်ချက်အရမိမိတို့အသင်းသားများနေထိုင်ရာကျေးရွာပေါင်း200ကျော်ပျက်စီးဆုံးရှုံးခဲ့ပြီးလက်ရှိစစ်ပြေးဒုက္ခတွေ3သိန်းကျော်ရှိနေပါသည်မိမိတို့မျက်နှာတံမိုးထားသောတန်ရှင်းရာနေရာဖျားဝတ်ပြုကျောင်း66ခုပျက်စီးခြင်းခံရပါသည်ထို့ကြောင့်ဤအာနိထာယုံများအတွက်အထူးကြေကွဲဝမ်းနည်းပြီးစစ်မဲ့ဒေသအတွင်းရှိသွေးချင်းသားချင်းများအတွက်အထူးစိုးရိမ်ပူပန်ရရှိပါသည်နံပါတ်3တို့ဖြစ်ပါ၍ကချင်ဒေသအတွင်းဖြစ်ပေါ်နေသောစစ်ရေးလှုပ်ရှားမှုများအလုံးရပ်တန့်ပြီးတရားမျှတ၍စစ်မှန်သောငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ရန်အတွက်နှစ်ဦးနှစ်ဖက်အများဆုံးတွဲဆုံဆွေးနွေးရန်အထူးမေတ္တာရပ်ခံပန်ကြားအပ်ပါသည်နံပါတ်4ကချင်ဒေသအတွင်းဖြစ်ပွားနေသောလက်နက်ကိုင်ပဋိပက္ခများအလုံးချုပ်ငြိမ်းပြီးပြည်သူလူထုတရားလုံးအလွန်တောင့်တနေသောငြိမ်းချမ်းရေးကိုအများဆုံးဖော်ဆောင်နိုင်ရန်အတွက်မြန်မာနိုင်ငံနှစ်ချင်းခရစ်ယာန်အသင်းချုပ်ဝင်အသင်းတော်များနှင့်အသင်းသူအသင်းသားများအားလုံးအထူးသတိရအစာရှောင်ဆုတောင်းပေးကြပါရန်တိုက်တွန်းလို့ဆောင်အပ်ပါသည်နံပါတ်5မြန်မာနိုင်ငံရှိတိုင်းရင်းသားများအားတိုင်းရင်းသားများတို့၏စီလုံးညီညွတ်မှုကိုဖော်ဆောင်နိုင်ခဲ့သောနေထူးနေ့များဖြစ်ပြီး2013ခုနှစ်ပြည်ထောင်စုနေ့ဖေဖော်ဝါရီလ12ရက်နေ့တွင်မြန်မာနိုင်ငံရှိနှစ်ချင်းအသင်းတော်များအားလုံးကချင်ဒေသတွင်စစ်မှန်များအများဆုံးရပ်စဲရန်နှင့်စစ်ပြေးဒုက္ခသည်များအားမဆကူညီနိုင်ရန်အတွက်ဆန္ဒဖော်ထုတ်ခြင်းကိုဆုတောင်းခြင်းဝတ်ပြုခြင်းနှင့်အခြားစီလျော်သောနည်းများဖြင့်ပြုလုပ်ရန်တိုက်တွန်းအပ်ပါသည်နံပါတ်6မြန်မာနိုင်ငံနှစ်ချင်းခရစ်ယာန်အသင်းချုပ်အနေဖြင့်ငြိမ်းချမ်းရေးဖော်ဆောင်ရန်နှင့်စစ်ပြေးဒုက္ခသည်များအားမဆကူညီနိုင်ရန်အတွက်အတတ်နိုင်ဆုံးနည်းလမ်းများဖြင့်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည် Reverend Dr. ဇော်ဝင်းဥက္ကဋ္ဌ Reverend Dr. ရန်ခိုပါကျွေးတွင်ရင်မူမြန်မာနိုင်ငံနှစ်ချင်းခရစ်ယာန်